ညာတိုးတက်ခြင်းဘာလို့ရမြတ်စွာဘုရားဟောထားတဲ့နေရာတတိတမ္ပစညလေ့ကျင့်ခန်းကစပြီးတော့လေ့ကျင့်ရမှာမြတ်စွာဘုရားဟောတဲ့တရားတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်600ကဟောခဲ့တဲ့တရားတွေဖြစ်တော့တယ်ခဏိဘုရားဟောတဲ့တရားတွေကဘယ်အရာဖြင့်ဒိတ်အောက်သွားတယ်ဆိုတာမရှိဘူး up to date ပဲနော်လူသားတွေရှိနေသမျှမှန်းနေတော့မယ်ဘယ်တရားဖြင့်မှားသွားတယ်ခေတ်နဲ့အဝင်ခွင့်ကြောင့်မဖြစ်တော့ဘူးဘုရားဟောထားတာနဲ့လက်တွေ့နဲ့မကိုက်တော့ဘူးဆိုတာမရှိဘူးရှိလို့ရှိရင်ရှာပြကြအောင်မြတ်စွာဘုရားကသစ္စာ၄ပါးဆိုတာဟောထားတယ်သစ္စာ၄ပါးလိုနေသေးတယ်သစ္စာ၅ပါးဖြစ်တဲ့နယ်လို့အရေးဆိုမဲ့ပုဂ္ဂိုလ်မရှိနိုင်ဘူးတရားနော်မှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိမဂ္ဂင်၈ပါးလည်းပဲမဂ္ဂင်၁ပါးပိုးနေသေးတယ်9ပါးလောက်နဲ့လုံလောက်တယ်လို့ပြောစရာလည်းအကြောင်းမရှိဘူးမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာပြည့်စုံဟောထားတာပဲဖြစ်တယ်ပြည့်စုံတယ်ပြည့်စုံရုံနဲ့မကဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုကပြိဋိဘံစံဃာနေ့မှာရှန္ဒနာကိုပွင့်လင်းပြောခဲ့တယ်နမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုသိလိုက်တဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့တဲ့ငါမှာအာစရိယမုဋ္ဌိခြံထားတာမရှိဘူးလို့ပြောလောကမှာဆရာတွေကသူတို့သိတဲ့ပညာကိုတပည့်တွေကိုအကုန်မပေးဘူးလောကီမှာအကုန်ပေးလို့မရှိဘူးခြံထားတယ်ဆရာသားခြံထားတယ်ခေါ်အဲ့ဒါကိုအာစရိယမုဋ္ဌိလို့ခေါ်တယ်ဆရာကရှုပ်ဝက်ပြီးတော့ပြန်သိမ်းထားတယ်တပည့်တွေကိုအကုန်မပေးဘူးအဲ့ဒီတရားနဲ့ပတ်သက်ပြီးတော့မပြည့်စုံသေးတဲ့တရားဆိုတာလုံးဝမရှိဘူးအကုန်လုံးဟောပြီးသားတန္တရဘာဟိတံအတွင်းရောအပြင်ရောအကုန်ဟောထားတယ်နားထောင်တဲ့ပုဂ္ဂိုလ်ကသာသူ့အတိုင်းအတာရသူယူနိုင်တဲ့အတိုင်းအတာရရှိကြတာဖြစ်တယ်မြတ်စွာဘုရားကတော့အလုံးကိုသင်ပေးတယ်တညီတယ်သင်ပေးတယ်လို့ပြော